ဒါကြောင့်မို့လို့ကစုံလားပြီဟာဘုရားရဲ့ဘဝနဲ့ဆက်ဆက်ပြီးတော့ပြောမယ်ဆိုရင်ဗျာဒိတ်ခံခဲ့တာလဲကစုံလားပြီနေပဲနောက်ဆုံးဘဝမှာဖွားတော်မူတာလဲကစုံလားပြီနေပဲဖျားဖြစ်သူရောက်တော်မူတာလဲကစုံလားပြီနေပဲဘဝအဆုံးသတ်ပြီးတော့ပြိဋိဘံစံသွားတာလဲကစုံလားပြီနေပဲလို့ဒါကြောင့်မို့အကျဉ်းချုပ်ပြောမယ်ဆိုလို့ရှိရင်ဗျာဒိတ်တော်ခံဖွားပွင့်စံဗျာဒိတ်တော်ခံတာလဲကစုံလားပြီဟောဖွားတော်မူတာလဲကစုံလားပြီဖျားဖြစ်သူရောက်တာလဲကစုံလားပြီပြိဋိဘံစံတာလဲကစုံလားပြီလို့ဒီကစုံလားပြီဟာဘုရားဘာသာဝင်တွေအတွက်အင်မတန်မှထူးခြားတဲ့ဘုရားဘဝနဲ့ဆက်ဆက်နေတဲ့လာပြီလို့ဒီဘဝတွင်ပြောမယ်ဆိုရင်တော့ဖွားပွင့်စံပေါ့ဖွားတော်မူတာရဲ့ဖျားဖြစ်သူရောက်တော်မူတာရဲ့ပြိဋိဘံစံတာရဲ့၃ခုသို့တော့ဒီဘဝမကဘူးဘုရားလောင်းရဲ့တန်လျာဘဝပါထည့်ပြီးတော့ပေါင်းလိုက်မယ်ဆိုရင်ဗျာဒိတ်တော်ခန္ဓာလည်းဒီလားလို့ဘာဖြစ်လို့ဒီလိုပြောရတော့ဆိုဗုဒ္ဓဝင်ပါဠိတော်မှာဘယ်လိုပါတော့ဆိုတာရဂနာဝိရောစန္တိအကဲခတ်ပြီးတော့ကြည့်ကြတာနော်ဘေးကနတ်တွေမြမာတွေအဲ့ဒီဗျာဒိတ်ခံတဲ့ပွဲမှာဘုရားကိုပူဇော်ရင်းသူမိတာရသိလေးကိုဘုရားလောင်းဆိုပြီးတော့ဝိုင်းဝန်းပူဇော်ကြတယ်အဲ့လိုပူဇော်တဲ့အထဲမှာသူတို့ကလည်းအတီးပြုကြတယ်ဘုရားကဘုရားဖြစ်လိမ့်မယ်အနာဂတ်မှာဘုရားဖြစ်လိမ့်မယ်လို့ဗျာဒိတ်ဟောတဲ့စကားဟာဘယ်တော့မှမလွဲဘူးဆိုတာဘယ်လိုအခြေအနေတွေကိုသူတို့ကြည့်ကြတာတော့ဆိုထူးခြားချက်တွေကိုကြည့်လိုက်တယ်ကောင်းကင်မှာလည်းပဲကျယ်တွေကအံ့ဩစရာကောင်းလောက်သူကနေ့အခါကြီးမှာပဲဖြစ်စီပေါ့ကျယ်တွေအမတန်မှပြည့်စုံတဲ့အချိန်အခါကြီးကောင်းကင်ကကျယ်တွေကတောက်ပပြီးတော့နေကြတယ်နက်ခတ်တွေဟာလည်းထင်းထင်းရှားရှားပေါ်ထွက်လာကြတယ်ညအခါထွက်ပေါ်လာမဲ့လာပြီဝန်းကြီးကလည်းပဲဝိတာခာဆိုတဲ့နက်ခတ်နဲ့ရှင်တွဲပြီးတော့ဖြစ်ပေါ်လာအဲ့ဒါကိုဝိတာခာနက်ခတ်နဲ့ရှင်တွဲတဲ့လဆိုတာကစုံလားပြီပဲဒါကြောင့်မို့ကဘာမှာကစုံလားပြီနေ့ကိုဘယ်လိုခေါ်တော့ဆိုဝေဆက်လို့ခေါ်တယ်ဝေဆက်ဆိုတာဝိတာခာကိုပြောတာသူတို့အတန်နဲ့ပြောတယ်ဝိစာခဝေစာခဝေစာခကိုဝေဆက်ဒီလိုခေါ်တာကဘာမှာခေါ်တဲ့စကားကအင်္ဂလိပ်စကားမဟုတ်ဘူးအိန္ဒိယဝေတာခဆိုတဲ့စကားလုံးကိုပါဠိစကားလုံးကလည်းဝေတာခပဲအိန္ဒိယကလူတွေရဲ့အတန်ထွက်တဲ့အခါကျတော့ဝေဆက်ဒီလိုအတန်ထွက်တာဝိတာခ2000ပြည့်နှစ်ကကုလသမဂ္ဂ United Nation ကဆုံးဖြတ်ချက်တစ်ခုချဗုဒ္ဓမြတ်စွာဗုဒ္ဓသာသနာတော်ဟာအမြဲတမ်းထူးခြားတဲ့ဘာသာတရားဗုဒ္ဓရဲ့အဆုံးအမတွေဟာထူးခြားတဲ့အဆုံးအမတွေဖြစ်တယ်ဗုဒ္ဓဟာအမြဲတမ်းထူးခြားတဲ့ပုဂ္ဂိုလ်တူဖြစ်တယ်ကဘာကြီးငြိမ်းချမ်းအောင်ကဘာကြီးငြိမ်းချမ်းရုံနဲ့မကဘူးလူတွေရဲ့စိတ်နှလုံးပူလောင်မှုတွေကိုငြိမ်းချမ်းအောင်ဟောပြောနိုင်တဲ့အမြဲတမ်းထူးချွန်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်သူမွေးဖွားတဲ့ရက်တွေဟာကဘာမှာယုံပိတ်ရဲ့အဖြစ်အတိမပြုသင့်တယ်လို့အဆိုတင်သွင်းပြီးတော့ဝေဆက်ပွဲတော်ဆိုတာကုလသမဂ္ဂကဘာတစ်ကဘာလုံးကနေအတိမပြုပြီးတော့သတ်မှတ်ထားတဲ့ရက်တစ်ခုဖြစ်သွားတယ် Gazetted Holiday လို့ခေါ်တာ2000တက္ကရာ2000ဟာအခုတက္ကရာ2012ရှိသွားတယ်ဒါကြောင့်မို့တချို့နိုင်ငံတွေမှာကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက်အရဆိုပြီးတော့ဝိဆက်ပွဲတွေဆင်ရင်ကျင်းပပြီးတော့နေကြအင်တာမဒီမြတ်စွာဘုရားရဲ့ဂုဏ်တော်ကျေးဇူးတော်တွေကိုအာရုံပြုပြီးတော့လှုပ်တင်လှုပ်ထိုက်တဲ့ပွဲတစ်ခုပဲဘုန်းကြီးတို့သီရိလင်္ကာနေတုန်းကဆိုလို့ရှိရင်ဒီဝိဆက်ပွဲဟာအကြီးကျယ်ဆုံးခုဗမာပြည်မှာကြီးကျယ်နေတာတကြံဖြစ်ဝိဆက်ပွဲတော့တာမန်ညောင်ရည်သုံးပွဲလောက်ပဲဒီလိုရှိကြဒါဖရာဖွားတော်မူတဲ့နေ့လည်းဖြစ်တယ်မြတ်စွာဘုရားရဲ့ဘာတတေးပေါ့ဖွားတော်မူတဲ့နေ့လည်းဖြစ်တယ်နောက်တစ်ခါမြတ်စွာဘုရားဖြစ်တော့ဘုရားဖြစ်သူရောက်တော်မူတဲ့နေ့လည်းဖြစ်တယ်ပြိဋိဘံစံတော်မူတဲ့နေ့လည်းဖြစ်တယ်အင်တမထူးခြားတဲ့